ဟုတ်ကဲ့ကျွန်တော်ဒီနေ့မှာတော့ဆရာစကောမှတင်ပြရရဲ့ကျိုးပြက်နေတဲ့ကျိုးကိုအထုံးမပါပဲပြန်ဆက်တဲ့နည်းလေးပေါ့နော်ဒါကတော့မျက်လေးပြကွက်တစ်ခုဖြစ်ပါတယ်ဒီပြကွက်လေးကိုကျွန်တော်ဒီနေ့အားလုံးပြန်ပြီးဝင်ပြချင်ပါတယ်နော်ဒီမှာတော့ပထမဆုံးကျိုးလေးတစ်ချောင်းဗာကျိုးဖြစ်လေးရပါတယ်ဒီကျိုးလေးတစ်ချောင်းကိုကျွန်တော်တို့အလေတွေကနေယူလိုက်မယ်ဟုတ်ပြီအဲ့ဒီအလေကိုကျွန်တော်ကကြီးလေးနဲ့ညှပ်မိတ်ဆွေတွေ့လာမှဒီမှာပျောက်သွားပြီနှစ်ချောင်းအဲ့တော့ကျွန်တော်ပုံမှန်ပြန်ဆက်မယ်ဆိုရင်ဒီကျိုးလေးကိုကျွန်တော်ကဒီလိုပြန်ပြီးတော့ခြိလိုက်မယ်ပေါ့နော်ခြိလိုက်လို့ရှိရင်ဒီမှာဒါအားလုံးတွေ့ရတဲ့အတိုင်းပဲပေါ့နော်ဒီမှာအထုံးကြီးနဲ့ဖြစ်နေဒါအထုံးပါတယ်ဒါပေမဲ့ကျွန်တော်တို့မျက်လက်ပညာမှာကြတော့အဲ့လိုအထုံးပါလို့ရှိရင်ကျွန်တော်တို့ကကာရာလေးတစ်ပုတ်ပဲရွတ်လိုက်တယ် after kata ဆိုတာပြီးတော့တကယ်အဲ့ဒါလေးကိုဆွဲလိုက်တယ်ကျိုးလေးကအကောင်းတိုင်းပြန်ဖြစ်ပါတယ်ဒီပြကွက်လေးကိုကျွန်တော်တင်နေနေဆိုရင်တို့ comment မှာရေးခဲ့ပြကြပါကျွန်တော် part 2တင်ပေးပါမယ်ဒီပြကွက်လေးကိုပြန်ပြီးတော့တင်ပေးပါမယ်ခင်ဗျာအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါဦးခင်ဗျာ